ဒီဇက်လန်ကတော့နိုဘယ်ချန်ဒရာတက်လို့ခေါ်တဲ့ကောင်လေးတစ်ယောက်ကြောင်းနဲ့စတင်ထားပါတယ်။ဒီနေ့မှာတော့နိုဘယ်လေးကမုတ်ဆိုင်လေးတစ်ဆိုင်မှာစိုက်စင်ဖြစ်သူကမုတ်အမျိုးမျိုးကိုစိတ်ပါလက်ပါနဲ့လုံနေတာကိုချောင်းကြည့်နေမိတာပေါ့။အဲဒီချိန်မှာပဲခီးသွားအဖွဲ့ဝင်တွေကချင်းတီဆိုတန်ကိုသူကြားလိုက်ရပါတယ်။သူကကြကြချင်းမှာပဲအဲဒီအဖွဲ့တွေကိုချက်ချင်းဝင်ပြီးတော့လိုက်ဆိုလိုက်ပါတယ်။ဖြော်ပြရေးပွဲပြီးတော့တဲ့အချိန်မှာတော့ပွဲကောင်းဆောင်ကတခြားသူတွေလိုပဲနိုဘယ်ကိုတစ်ခုခုပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့နိုဘယ်မှာကပေးစရာဘာမှမရှိပါဘူး။ဒါနဲ့သူကဘေးကစွန့်စီတွေကိုကောက်ယူပြီးလက်နဲ့လုံးလိုက်ကအဖွဲ့ကောင်းဆောင်ကိုသွားပေးလိုက်ပါတယ်။အံ့ဩဖို့ကောင်းတာကတော့အဖွဲ့ကောင်းဆောင်ကစိတ်မဆိုးတဲ့အပြင်မင်းဟာလူတွေကိုကျွေးမွေးဖို့အတွက်မွေးဖွားလာသူလို့ဆိုပြီးတော့သူ့ကိုကောင်းချီးပေးလိုက်ပါတယ်။နေ့အတော်ကြာပြီးတဲ့အချိန်မှာတော့နိုဘယ်ကအရွယ်ရောက်လာပြီးသူ့ရဲ့ဦးလေးနီတင်ရဲ့အိမ်မှာကျင်းပတဲ့မိသားစုပွဲတစ်ခုအတွက်ဟင်းပွဲတွေကိုပြင်ဆင်နေပါတယ်။နိုဘယ်ရဲ့ဖခင်ဖြစ်သူကတော့နိုဘယ်ငယ်ငယ်တည်းကဆုံးပါသွားခဲ့ပြီးသူနဲ့သူ့အမေကဦးလေးဖြစ်သူအိမ်မှာပဲမိခိုနေထိုင်နေကြတော့ပါ။ဒီပွဲမှာနိုဘယ်ကထူးခြားတဲ့ဟင်းပွဲတစ်ပွဲကိုတီထွင်ချက်ပြုတ်လိုက်ပြီးတော့ဧည့်သည်တွေကိုကျွေးမွေးလိုက်တဲ့အချိန်မှာတော့ဧည့်သည်တော်တော်များများကရန်ကိုကြိုက်နှစ်သက်သွားကြပါတယ်။ဧည့်သည်တွေကဦးလေးနီတင်စီကိုသွားပြီးဒီဟင်းကိုချက်ပြုတ်တဲ့စပူမှုကိုတွေ့ချင်တယ်စုတွေအများကြီးပေးချင်တယ်ဆိုပြီးပြောလာပေမဲ့ကောက်ကျစ်တဲ့ဦးလေးကြီးကတော့နိုဘယ်ကိုအတိမတ်မပြုတ်ပဲခြားတယောက်ကိုစပူမှုဖြစ်အစားထိုးပြီးတော့ပြောလိုက်တဲ့အတွက်ကြောင့်မို့နိုဘယ်ကဒါကိုမြင်ချင်းအရန်ကိုတော်ရထွက်ပြီးတော့စကားတစ်ခုမှမပြောနိုင်ပဲနဲ့စိုက်ကြည့်နေရုံတတ်နိုင်ခဲ့ပါတယ်။ပွဲပြီးလို့နိုဘယ်ကဦးလေးကိုဘာလို့ဒီလိုလောက်ရတာလဲမေးတဲ့ချိန်မှာတော့ဦးလေးကငါသူ့ကိုလူတကာအတွက်ထမင်းချက်ပေးရတဲ့အစစ်နဲ့အလုပ်သမားအဖြစ်အတိမတ်မပြုစေချင်ဘူးလို့ပြန်ဖြေခဲ့ပါတယ်။ဒါပေမဲ့နိုဘယ်ကသူဟာအစားအသောက်ချက်ပြုတ်ရတာကိုမျက်နှာကြောင်သူကမိုးလုံးသူတယောက်ဖြစ်ချင်တယ်ဆိုတဲ့အကြောင်းပြန်ပြောလိုက်ပါတယ်။ဒါကိုကြားတဲ့ဦးလေးကတော့ငါတို့မိသားစုမှာဘယ်သူမှမိုးလုံးတဲ့အစစ်နဲ့တဲ့အလုပ်ကိုမလုပ်ဘူး။မင်းတကယ်လို့လုပ်ချင်တယ်ဆိုလို့ရှိရင်ငါတို့ကိုအဆက်အသွယ်ဖြတ်ပြီးတော့ဒီအိမ်ကနေထွက်သွားဆိုပြီးတော့ဦးလေးဖြစ်သူကပြန်ပြောလိုက်ပါတယ်။နိုဘယ်ကလည်းဒီအတကားကိုကြားပြီးညံတော်တာထွက်သွားပြီးသူ့အမေသားနေတဲ့ကြားကပဲအိမ်ကနေထွက်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့နိုဘယ်ဟာကာလီတဲလို့ခေါ်တဲ့မာနကြီးသူပိုင်ဆိုင်တဲ့မုတ်ဆိုင်မှာအလုပ်ဝင်လုပ်ပါတယ်။နိုဘယ်ကမိုးလုပ်ဖို့အရန်စိတ်အားထက်သန်နေပေမဲ့ဆိုင်စင်ကသူ့ကိုမိုးလုပ်ခွင့်မပေးပဲဈေးရောင်းတဲ့သူအဖြစ်အခုလောက်ခိုင်းခဲ့ပါတယ်။တရက်မှာတော့ဒီဗီလို့ခေါ်တဲ့အရန်လှပတဲ့ကောင်မလေးကသူ့ရဲ့ဆိုင်ထဲကိုပြေးဝင်လာပြီးတော့ဆိုင်ထဲမှာဝင်ပုန်းနေပါတယ်။သူမကနိုဘယ်ကိုအကောင်းဆုံးမုတ်တွေကိုကျွေးဖို့တောင်းဆိုနေပြီးနိုဘယ်ပေးသမျှမုတ်တွေကိုလည်းတစ်ခုပြီးတစ်ခုစားလိုက်ပါတယ်။စုစုပေါင်းမုတ်တွေအားလုံး16ခုလုံးကိုစားပြီးတွားပြီးတဲ့ချိန်မှာတော့နောက်မှသူတီးလိုက်ရတာကတော့သူမဟာအလကားစားဖို့အတွက်နိုဘယ်ကိုလိန်ညာသွားခဲ့တာပါ။ဆိုင်စင်ကာလီတဲတီးသွားတဲ့အချိန်မှာတော့နိုဘယ်ကိုဒေါ်ရတကြီးနဲ့အော်ငေါ့ပြီးတော့အဲ့ဒီကောင်မလေးစီကပြန်တောင်းခိုင်းပါတယ်။နိုဘယ်လည်းကောင်မလေးနောက်ကိုလိုက်သွားပြီးတော့ကောင်မလေးရဲ့အမေဖြစ်သူစီကနေပတ်စံရအောင်ပြန်တောင်းနိုင်ခဲ့ပေမဲ့သူပြန်ထွက်မှာတော့ခီရောကသူ့ကိုအတင်းဆွဲထားပြီးတော့ပတ်စံကိုပြန်လူလိုက်ပါတယ်။သူမကနိုဘယ်ကိုမင်းလှုပ်တဲ့မုတ်တွေကမကောင်းဘူး။မလိုချင်တဲ့အဖြူရောင်အလုံးလေးဖြစ်ပြီးတော့ပါစက်တွေကိုထဲလိုက်တာနဲ့အကြီးပြောသွားစေမဲ့ရိုဆိုကိုလာလို့ခေါ်တဲ့မုတ်တစ်မျိုးကိုလှုပ်ပေးနိုင်မှပတ်စံပေးမယ်လို့စိန်ခေါ်လိုက်ပါတယ်။ဒီစိန်ခေါ်မှုကိုလက်ခံလိုက်တဲ့နိုဘယ်ဟာအိမ်ငှားပြီးတော့ကိုပိုင်မိုးလုပ်ဖို့ကြိုးစားခဲ့ပေမဲ့ဆိုင်စင်ကသူ့ကိုအလုံးထုတ်လိုက်တယ်လို့ဦးလေးဖြစ်သူကလည်းအခုချိန်မှာအိမ်ပေါ်ကမောင်းချထားတာပါဒီလိုဒုက္ခတွေချမှာပဲနိုဘယ်ကခီရောနဲ့အိမ်တော်ကျသွားခဲ့ပါတယ်ဒီရက်ပိုင်းတွေထဲမှာပဲချန်ဒရူလို့ခေါ်တဲ့စီးပွားရေးတယောက်နဲ့သူ့ရဲ့မိတ်ဆွေမဟေတို့ရဲ့အကူအညီနဲ့ဆိုင်တစ်လေးတစ်ဆိုင်ဖွင့်နိုင်ခဲ့ပါတယ်ဒါပေမဲ့ကန်ဆိုးချင်တာကချန်ဒရူကလူယုံတက်ပြီးတော့ပိတ်ဆက်နေယူကထွက်ပြေးသွားတယ်လို့သူတို့လှုပ်လိုက်တဲ့မုန့်ထဲမှာလည်း OPM လို့ခေါ်တဲ့အစိတ်တွေပါသွားခဲ့တဲ့အတွက်ကြောင့်မို့နိုဘယ်တို့ဆိုင်နဲ့ပိတ်ခံလိုက်ရပါတယ်။စိတ်ဓာတ်တွေကျနေတဲ့နိုဘယ်ကိုဇနီးဖြစ်သူခီရော့ကသူမရဲ့လက်ဝဲရတနာတွေပေးပြီးတော့အားပေးခဲ့ပါတယ်။ဒီနေ့မှာတော့နိုဘယ်ဟာနိုင်ငံသားမစ္စတာပေါ်လိုစီကနေပြီးတော့နူးညံ့တဲ့ဒိန်ခဲပြုလုပ်နေကိုတင်ယူခွင့်ရသွားပါတယ်။ဒီနည်းစနစ်ကိုအသုံးပြုပြီးသူဟာနောက်ဆုံးမှာတော့ခီရော့လိုချင်တဲ့ပါဇက်တွေထည့်လိုက်တာနဲ့အရေးပြောသွားမဲ့ရိုဆိုကိုလာလို့ခေါ်တဲ့မုတ်ဖြူဖြူလေးကိုအောင်မြင်စွာတီထွင်နိုင်ခဲ့ပါတော့တယ်။ဒီမုတ်ကိုတမျိုးလုံးမှာအရန်နာမည်ကြီးသွားခဲ့ပြီးတော့နိုဘယ်ဟာအောင်မြင်တဲ့မုတ်လုပ်ငန်းရှင်တယောက်ဖြစ်လာပါတော့တယ်။ဇလိုင်းရဲ့အဆုံးသတ်မှာတော့သူတို့ကိုဒုက္ခပေးခဲ့တဲ့ချန်ဒရူးပြန်ရောက်လာပြီးတော့တောင်းပန်တဲ့အခါမှာတော့နိုဘယ်ဟာခွင့်လွှတ်ပေးခဲ့ပါတယ်။သူဟာချန်ဒရူးကိုအစွဲပြုပြီးတော့ဘိုင်ကွန်တာဗိုလ်ဆိုတဲ့မုတ်အစ်စ်ကိုနာမည်ပေးခဲ့တာပါခီရောကဒီမုတ်ရဲ့လှုပ်ဝက်ချက်ကိုပါလဲလို့မေးတဲ့အခါမှာတော့နိုဘယ်ကပြုံးပြီးတော့ဒီမုတ်ကိုမြစ်တာနဲ့ပဲလှုပ်တယ်လို့ဆိုပြီးပြန်ပြေးကြရင်းနဲ့ကြည်နူးစရာစက်တင်ခံလေးနဲ့ဆုံးသက်သွားပါတယ်။